Okay အားလုံးပဲဒီနေ့မှာတော့ကျွန်တော် Minecraft မော့ဖြက်နီးနဲ့ Minecraft မော့ဒေါင်းနီးရယ်ပြီးတော့ Minecraft မော့ဒေါင်းနီးမဟုတ်မော့ထဲ့နီးရယ်ပြီးတော့မော့ဒေါင်းနီးလည်းတင်ပြီမော့ဒေါင်းနီးရယ်ဝေါ်ဖြက်နီးရယ်အဲ့လေးမျိုးကျွန်တော်တင်ပေးပါမယ်အားလုံးပဲအချိန်လေးမဆွဲဘဲနဲ့စားလိုက်ရအောင်ဒါနဲ့ကျွန်တော် channel လေးကို YouTube channel လေးကို subscribe နှိပ်ခဲ့ကြအောင်เนาะအဲ့တော့အချိန်လေးမဆွဲဘဲနဲ့စားလိုက်ရအောင် Okay ကျွန်တော် Minecraft ထဲရောက်ပြီဆိုရင်တော့ setting နဲ့ဝင်လိုက်မယ် Okay ခဏလေးเนาะကျွန်တော် setting နဲ့ဝင်လိုက်မယ်ပေါ့เนาะ setting နဲ့ဝင်ပြီးသွားရင်အောက်ဆုံးဆွဲလိုက်အောက်ဆုံးဆွဲပြီးသွားရင်အဲ့ဒီ mod ဒီမှာ mod တွေထဲmod ထဲနေကိုရင်ပြောပြမယ် mod ထဲမယ်ဆိုရင်ဒီက mod ဒီကကိုစီမှာရှိရ mod တွေတစ်ခုတစ်ခုပြနေရပုံတဲ့ဟာလေးအဲ့ထဲကိုနှိပ်လိုက်နှိပ်ပြီးသွားရင်အလဲရမြင်းချောင်းလေးကိုနှိပ်လိုက်ညာဘက်အလဲရမြင်းချောင်းလေးနှိပ်လိုက်ရင်ဒီမှာခဏလေးဒီမှာပေါ့နော် mod တွေပေါ့အတွင်းထဲမှာထဲတဲ့နေရောပြင်မှာထဲတဲ့နေရောကျွန်တော်ပြောပြမယ်ကျွန်တော်ဒီ mod လေးထဲခြင်းခဏလေးဥပမာဒီက population mod ထဲခြင်းနေပဲထားပါတော့အဲ့ဒီ population mod ကိုနှိပ်လိုက်နှိပ်ပြီးရင်အောက်မှာခလုတ်လေးပေါ်လာလိမ့်မယ်ခလုတ်လေးကိုနှိပ်လိုက်ပြီးသွားရင်အပေါ်ကခလုတ်လေးနှိပ်လိုက်အဲ့လားဆိုရင်ထည့်ပြီးသွားပြီကြည့်ရှင်နေဆိုရင်ဒီကျွန်တော်ဒီဟာလေးအပေါ်ကဟာကိုလုံးလိုက်အမှကျွန်တော်ထည့်ထားတဲ့ mod တွေပေါ်တယ်ဖြုတ်ချင်နေဆိုရင်လည်းအတိုင်းပဲ down ရပြီလွယ်လေးပဲ mod ဖြတ်နီးရကြတော့အဲ့ဒီ mod ထဲတဲ့ setting ရဲ့အောက်ကဘတ်တန်လေး fine တွေရှိတဲ့နေရာလေးကိုနှိပ်လိုက်ပြီးတော့အပေါ်ကဟာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ဒီမှာဒီကအမှန်ပြထားကျွန်တော်ဝိုင်းလေးနဲ့နှိပ်လိုက်ဖြောက်လိုက်လုပ်ပြနေရဟာလေးအဲ့လားလေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ဒီမှာကိုဖြတ်မဲ့ဝေါ်လေးဖြတ်လို့ရတယ်ကိုဖြတ်မဲ့ဝေါ်တွေကိုဒီမတန်းစီပြီးနှိပ်မယ်နှိပ်ပြီးသွားရင်ဒီဒေါင်ဆုံးကဟာနော်ပိတ်ဖွင့်လုပ်နေတဲ့ဒေါင်ဆုံးကဟာကိုနှိပ်လိုက်ဝင်ဒေါင်နှိပ်လိုက်အပေါ်ဆုံးကဟာကိုနှိပ်လိုက်အဲ့လားဆိုရင်တော့မော်ဝေါ်တွေကပြတ်သွားပြီပေါ့နော်မော်ဖြတ်မယ်ဆိုရင်လည်းအတိုင်းပဲကျွန်တော်မော်ပါဖြတ်ပြလိုက်တော့မယ် sorry နော်ကျွန်တော်အဲ့လိုအတန်ကြီးဖြစ်နေ sorry ပါ okay ကျွန်တော်မော်တစ်ခုဖြတ်ပြမယ်ဆိုတော့ဒီမော်အမော်နှိပ်ပြီးရင်ဒေါင်နှိပ်လိုက် okay ပါတယ်ပြတ်သွားပါပြီအဲ့လိုမျိုးပေါ့နော်မော်အတွင်းထဲမှာထဲတဲ့နီးကကျွန်တော်အတွင်းထဲမှာမော်ထဲတဲ့နီးကိုကျွန်တော်ပြောပြမယ်အရင်ဆုံးကျွန်တော်ကစော်ပြီးသားဝေါ်ထဲမှာထဲပြမယ်စော်ပြီးသားဝေါ်မှာအစ်လုံးမဲ့ဝေါ်မှာအဲ့လိုမျိုးပဲထဲရတာပေါ့နော်စော်ပြီးသားဝေါ်ထဲကိုထဲဖို့ဆိုရင်ဒီကခဲတံလေးကိုနှိပ်လိုက်ခဲတံလေးကိုနှိပ်ပြီးမှအောင်နေဆွဲပြီးတော့အဲ့ဒီမှာဒီကဘေးရပတ်နဲ့ resort bus ဆိုတဲ့ဟာလေးတစ်ခုရှိရယ် resort bus ထဲမှာရှိရ mod တွေရောအဲ့ variety က pub ထဲမှာရှိရ mod တွေရောထည့်လို့ရပါတယ်ထည့်တဲ့ပုံစံကတော့ဒီကအဲ့ဒေါင်းမှာရှိတဲ့ chest အပေါင်းလေးကိုနှိပ်ပြီးတော့ထည့်ရတာပေါ့နော် chest ပေါင်းလေးကိုနှိပ်လိုက်မယ် chest ပေါင်းလေးကိုနှိပ်လိုက်ရင်ဒီလိုပေါ်လာရင်အောက်ကဟာကိုနှိပ်ခဏလေးပေါ့နော်အောက်ကဟာကိုနှိပ်လိုက်ပြီနှိပ်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီမှာပေါ်နေပြီပေါ်နေလို့ရှိရင်ဘေး resort ဘတ်ထဲဘေးဒီဘတ်ထဲမှာကြားလို့မျိုးဘေးဘတ်ထဲကနေပြန်တော့ရင်ဒါကိုနှိပ်လွယ်ကူတယ်နော်လွယ်ကူတယ်ပြီးတော့ဒီထဲမှာဖြုံးမယ်ဆိုရင်လည်းအတိုင်းပဲထဲကျင်တယ်ဆိုရင်ကျတော့ဒီဘေးကခလုတ်နှိပ်လိုက်အားလားဆိုရင်ဒီရောက်ကကိုဒီကမော်တွေနေရာကိုရောက်သွားလိမ့်မယ်အဲ့ဒီမှာလည်းအတိုင်းပဲထဲလို့ရတယ်အဲ့တော့ပို့ရလို့ရှိရင်ဝေါ်ထဲဝင်လိုက်ရုံပဲโอเคအဲ့တော့ဒါကတော့ဒီလောက်ရုံပဲဒီလောက်ပေါ့နော်မော်Minecraft ထဲကဟာတော့မော်ထဲအနည်းကိုကျွန်တော်ပြောပြမယ်